Hello အားလုံးပဲမင်္ဂလာပါခေါ်အားလာဟမိတ်ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ကျမဒီနေ့ခောက်ပတ်စံအိတ်ထိုးနည်းလေးပြပြပေးတော့မှာပဲဖြစ်ပါတယ်ဆိုတော့ပတ်စံအိတ်ရဲ့အတွင်းခန်းလေးမှာတော့ကျမတို့ဒီပတ်စံထဲမဲ့နေရာတွေပြီးတော့ဒီ visiting card တွေထဲမဲ့နေရာအကန့်လေးတွေပေါ့နော်ပါရှိပါတယ်ချီကိုတော့ဒီထိုင်းအိတ်ထိုးချီဒီလေးသုံးပြထားပါတယ်အစိုက်ကတော့ 3.5mm အပ်ပဲဖြစ်ပါတယ်ပြီးတော့ဒီတန်လိုက်နေဒီလေးပေါ့နော်တန်လိုက်နေဒီလေးနှစ်ခုရယ်ဒါလေးကတော့အိတ်မှအလားတက်ဖို့ပဲဖြစ်ပါတယ်ပထမဆုံးကျမတို့ချီကိုအကွင်းလေးလောက်ပါမယ်အကွင်းလေးထဲမှာကျမတို့ဖုမီ100ထိုးရမှာပဲဖြစ်ပါတယ်3 4 5 6 9 10အခုလိုမျိုးပေါ့နော်ဖုမီစုစုပေါင်း100ထိုးပါမယ်100ထိုးပြီးတော့တဲ့ချိန်ကျရင်ကျွန်မပြန်ပြောပြပေးပါမယ်ဟုတ်ကဲ့ပါအခုဆိုရင်ကျွန်မဒါဖုမီ100ထိုးလို့ပြီးသွားပြီပေါ့နော်100ထိုးလို့ပြီးပြီဆိုရင်ကျွန်မတို့ပထမဆုံးဖုမီကိုကြော်မယ်ဒုတိယမြောက်အပေါက်ထဲမှာကျွန်မတို့တိုင်တိုစပြီးတော့မှထိုးမယ်နော်ဒုတိယမြောက်ကနေစပြီးမှတိုင်တိုစထိုးတယ်ဆိုတော့ကျမတို့စုစုပေါင်းတိုင်တို69ခုရှိရမှာပဲဖြစ်ပါတယ်ဆိုတော့တပေါက်ကိုတိုင်တိုတစ်ခုနဲ့တိုင်တို69ခုထိုးမယ်နော်ဒီအစုံနေရာလေးရောက်လို့ရှိရင်ကျမပြန်ပြောပြပေးပါမယ်ဟုတ်ကဲ့ပါအခုဆိုရင်ကျမတို့ဒီ round 1ရဲ့အဆုံးနေရာလေးရောက်ပြီပေါ့နော်ဆိုတော့ဒီမှာနောက်ဆုံးတစ်ပေါက်မှာလည်းကျမကတိုင်တိုထိုးမယ်နော်တိုင်တိုထိုးပြီးတော့ကျမကစထိုးခဲ့တဲ့ဒီကျိုးကိုတစ်ခါတည်းကျမကတိမ့်လိုက်မယ်ပေါ့နော်ပုံမှန်ထိုးသလိုပဲကျမတို့တိုင်တိုကိုဒီကျိုးကိုပါတစ်ခါတည်းယူပြီးတော့မှကျမကတိုင်တိုထိုးလိုက်တယ်ဆိုတော့ကျိုးစလေးတစ်ခါတည်းတိမ့်ပြီးသားဖြစ်သွားပါပေါ့နော်နော်ဒီကြိုးစားလေးအဲ့ဒါပြီးရင်ကျမတို့ round 2ပြန်ထိုးမယ်နော် round 2ရောက်ပြီဆိုရင်ဖုမီတစ်ချက်ထိုးမယ်ပြီးတော့ကျမတို့ထိုးထားတာလေးကိုလှည့်မယ်နော်ဒီကြိုးစားလေးတွေကိုတစ်ခါတည်းကျမဒီကြိုးစားကိုဖြည့်ပြီးတော့တိမ်ပြီးထိုးရမယ်ဆိုတော့ပထမတစ်ပေါက်မှာလည်းတိုင်တိုတစ်တိုင်နော်တစ်ပေါက်ကိုတိုင်တိုတစ်တိုင်စီနဲ့တိုင်တို69တိုင်ထိုးမယ်နော်ထိုးထားတဲ့အချိန်မှာခုနကကြိုးစလေးကိုကျမတို့တစ်ခါလေးလက်နဲ့တိမ်ပြီးတော့မှထိုးထားမှာပဲဖြစ်ပါတယ်ဆိုတော့အခုတိုင်းလေးပဲเนาะ round 2ကနေပြီးမှ round 9ထိပေါ့เนาะ6 line ပေါ့เนาะ6 line ကျမတို့အခုထိုးထားတဲ့အတိုင်းလေးပဲထိုးမှာเนาะတရိုးပြီးတိုင်းကျမတို့ကဖုမီတစ်ချက်ထိုးပြီးတော့မှလှဲလှဲပြီးတော့မှထိုးထားတာစုစုပေါင်းrow 9အထိပေါ့နော်6 line ထိုးပြီးလို့ရှိရင်ကျမပြန်ပြောပြပေးပါမယ်ဆိုတော့အခုကျမဒါ row 7ထိုးနေတာပဲဖြစ်ပါတယ်ဆိုတော့အခုတိုင်းလေးပဲဆက်ပြီးတော့မှထိုးမယ်နော်6 line မြောက်ရောက်တဲ့အထိထိုးမယ်ဆိုတော့အခုကျမဒီမှာ row 9အထိပြီးသွားပြီเนาะrow 9အထိပြီးသွားတဲ့အခြေအနေလေးပဲဖြစ်ပါတယ်ဆိုတော့ကျမဒီဖက်မှာပြီးသွားเนาะ row 9ကိုဒီဖက်မှာဆုံးသွားတယ်ဆိုတော့သူ့ရဲ့ဒီနောက်တစ်ဖက်ချမ်းမှာပေါ့เนาะတစ်ဖက်ချမ်းမှာကျမတို့ကဖုမီလေးတွေရီမယ်เนาะဘယ်နှခုရီမလဲဆိုကျမတို့33ခုရီမယ်เนาะအဲ့တော့ဒီကနေနဲ့လေအဲ့လိုမျိုးရီသွားမယ်เนาะ33ခုဒီမှာအခုဒီမှာကျမမှတ်ထားတဲ့နေရာလေးက33ခုမြောက်နေရာလေးဖြစ်ပါတယ်ဆိုတော့ဒီဘက်မှာ33ခုခြံထားတယ်ပေါ့နော်ဒီမှတ်ထားတဲ့နေရာလေးက33ပေါက်ဖြစ်ပါတယ်နံပါတ်33ပေါ့နော်ဆိုတော့ကျမကအခု row 9ပြီးသွားပြီဆိုတော့เนาะဒါက6 line ပြီးသွားပြီဆိုတော့ကျမက row 10ပေါ့နော်30နော်30တက်မယ်ဆိုတော့ဖုမီတစ်ချက်ထိုးပြီးခုနအတိုင်းပဲကျမတို့ကတပေါက်ကိုတိုင်တိုတတိုင်စီနဲ့ကျမတို့ထိုးရမယ်ဒီခါတော့ကျမတို့ကတိုင်တိုဟိုစားပေါ့နော်66ပေါ့နော်တိုင်တို66ထိုးမယ်ဆိုတော့ခုနကမှတ်ထားတဲ့နေရာမရောက်မချင်းကျမတို့တိုင်တိုထိုးရမှာပဲဖြစ်ပါတယ်ဆိုတော့မှတ်ထားတဲ့နေရာရောက်တဲ့အထိထိုးမယ်နော်အဲ့နေရာရောက်လို့ရှိရင်ကျမပြန်ပြောပြပေးပါမယ်ဒီနေရာပေါ့နော်ဒီနေရာအထိအဲ့ဒီမှတ်ထားတဲ့နေရာမရောက်ခင်နေရာလေးကြာလို့ရှိရင်ကျွန်မပြန်ပြောပြပေးမယ်နော်
ဟုတ်ကဲ့ပါအခုကျမထိုးလာတာဆိုရင်ဒါမှတ်ထားတဲ့နေရာရဲ့ရောက်ဖို့နှစ်ပေါက်ပေါ့နော်ဆိုတော့ဒီမှာကျမဒီနှစ်ပေါက်ကိုလည်းထိုးလိုက်တယ်ထိုးပြီးရင်ကျမတို့ကဒီမှတ်ထားတဲ့နေရာကိုမထိုးဘူးနော်မှတ်ထားတဲ့နေရာကိုဒီတိုင်းပဲထားမယ်ဒါဆိုလို့ရှိရင် row 10ပြီးသွားပြီနော်10ပြီးသွားပြီဆိုလို့ရှိရင်11ကိုကျမတို့ကဆက်တလိုင်းမြောက်ကိုဖုံးပြီးတစ်ချက်ထိုးမယ်ပြီးရင်ကျမတို့လှည့်မယ်လှည့်ပြီးတော့ခုနအတိုင်းပဲကျမတို့တပေါက်ကိုတိုင်တိုးတိုင်စီနဲ့ထိုးရမယ်တဘောကခဏမှတ်ထားတဲ့နေရာကြီးကျမတို့ကမထိုးကြော်လိုက်ပြီအဲ့ဒါနော်အဲ့တော့ကျမတို့ကအခုrow 30ကနေပြီးမှ16ထိပေါ့နော်16ထိအခုကျမထိုးပြသွားတယ်လို့ပဲနော်တပေါက်ကိုတိုင်တိုတိုင်နဲ့66တိုင်60တိုင်တို66ခုပေါ့နော်တရိုးပြီးတိုင်းကျမတို့ကဖုတ်မီတစ်ချက်တက်ပြီးတော့မှလှည့်ပြီးတော့ထိုးရမယ်ဘယ်အထိလဲဆိုတော့ရိုး16ပေါ့နော်16ရောက်တဲ့အထိထိုးမယ်အဲ့တော့ရိုး16ရောက်တဲ့နေရာကျလို့ရှိရင်ပြီးတော့ချိန်ကျမပြန်ပြောပြပေးပါနော်တလိုင်းကိုတိုင်တို66ခုစီရှိရမယ်ပေါ့နော်ဟုတ်ကဲ့ပါအခုကျမဒီမှာဒါထိုးလာတာဆိုလို့ရှိရင် rose 14ပေါ့နော်14ပြီးတော့ပြီအခုတိုင်းလေးပဲဆက်ထိုးမယ်နော်19ထိထိုးမယ်နော်ဆိုတော့အခုကျမဒီမှာထိုးလာတာ row 19ပြီးတော့ပြီနော်19ပြီးတော့ပြီဆိုတော့ကျမအခုပြီးတော့ပြီဒီနေရာလေးမှာစုံထားတယ်နော်ဆိုတော့ကျမတို့စုံထားတဲ့နေရာရဲ့ဒီတစ်ဖက်တစ်ချက်ပေါ့နော်ဒီဖက်ကနေရည်ရင်နောက်ထပ်33ခုဖုန်မီ33ခုထပ်ရည်မယ်နော်ဒီမှာဒါဆိုရင်33ခုနေရာမှာကျမကထပ်ပြီးမှတ်လိုက်တယ်ဟုတ်ပြီနော်ဒီဘက်မှာ33ခုတစ်ခါမှတ်တယ်ပြီးတော့19ထိထိုးတယ်33ခုတစ်ခါထပ်မှတ်မယ်နော်ဒီထိထပ်မှတ်မယ်ဆိုတော့ကျမတို့အခုနောက်ထပ် row 20ကနေစပြီးမှပြန်ထိုးမယ်နော် row 20ကိုကျမတို့ကခုနအတိုင်းပဲဖုန်မီတစ်ချက်ထိုးမယ်ထိုးပြီးလှည့်မယ်နော်တပေါက်ကိုတိုင်တိုတိုင်စီနဲ့ကျမတို့မှတ်ထားတဲ့နေရာမရောက်မချင်းကျမတို့ထိုးမယ်အဲ့တော့စုစုပေါင်းတိုင်တိုကတော့ဒီတစ်ခါကတော့33တိုင်တို33ခုပဲကျန်တော့မယ်ပေါ့နော်ဆိုတော့ဒီတိုင်းပဲထိုးမယ်နော်ထိုးပြီးတော့မှကျမတို့ဒီမှတ်ထားတဲ့နေရာမရောက်ခင်နာလေးမှာကျမတို့ကဖုမီနော်ဒီမှာအဆုံးပြန်တက်ရမယ်ဆိုတော့ကျမဒီနားရအောင်ပြန်ပြောပြပေးမယ်လေနော်ဟုတ်ကဲ့ပါအခုကျမဒီမှာထိုးလာတာမှတ်ထားတဲ့နေရာလေးကိုရောက်လာပြီเนาะရောက်လာပြီဆိုလို့ရှိရင်ခုနအတိုင်းပဲကျမတို့ကဘာလုပ်မလဲဆိုတော့เนาะဖုန်မီတစ်ချက်ထိုးမယ်เนาะအခုဒါ20ပြီးသွားပြီဆိုတော့21เนาะ21ကိုဖုန်မီတစ်ချက်ထိုးမယ်ထိုးပြီးမှလှည့်မယ်ခုနအတိုင်းပဲထိုးရမယ်အဲ့ဒါကိုကျမတို့ကrow 50ထိပေါ့เนาะ50ရောက်တဲ့အထိထိုးရမှာပဲဖြစ်ပါတယ် row 50ရောက်တဲ့အထိထိုးရမှာပဲဖြစ်ပါတယ်ဆိုတော့အရန်လွယ်တယ်ပေါ့နော်ဒါကျမတို့ထိုးရတာတိုင်တူလေးနဲ့ပဲထိုးရတဲ့အတွက်ကြောင့်မလို့အရန်လွယ်ပါတယ်ဆိုတော့အခုတိုင်းလေးပဲထိုးရမယ်နော်ဒီအဆုံးနေရာရောက်ပြီဆိုလို့ရှိရင်ဖူမီတစ်ခါပြန်ထိုးမယ်လှည့်မယ်ဒီတိုင်းပဲထိုးရမယ်ဆိုတော့အရှိထိုးရမယ်နော် row 50ထိထိုးရမှာပဲဖြစ်ပါတယ်အခုကျမ20ကနေ50ထိဆိုတော့တော်တော်ရှိရနော်အဲ့တော့အတိုင်းလေးပဲကျမတို့ထိုးရမယ် row 50နားရောက်တဲ့ခါကျ row 50ပြီးသွားတဲ့ခါကျလို့ရှိရင်တော့ကျမပြန်ပြောပြပေးမယ်ပေါ့နော်ဟုတ်ကဲ့ပါအခုဆိုလို့ရှိရင်ကျမထိုးလာတာဒါ row 50ပြီးသွားပြီပေါ့နော် row 50ပြီးသွားပြီဆိုတော့ကျမတို့အခုဒါကအိတ်ကတော့ထိုးတာတော့ပြီးသွားပြီဆိုတော့ကျမတို့ကချုပ်ဖို့ပဲလိုတယ်ပေါ့နော်အခုကျမပြထားသလိုပဲခောက်တဲ့ပုံစံလေးပေါ့နော်ဒါလေးကအိတ်ကိုဒီတိုင်းလေးခောက်မယ်နော်ပြီးတော့ကျမတို့ဒါကိုဒီလိုပြန်လာမယ်နော်ဒီခောက်ရိုးလေးတော့နည်းနည်းကျိုးဖို့လိုအပ်တယ်ပေါ့နော်အိတ်ကိုလေခောက်ရိုးကျိုးဖို့အတွက်ကျမတို့မီးပူနဲ့တိုက်တာမျိုးပဲဖြစ်ဖြစ်ဒါကျမဆိုမီးပူနဲ့တော့မတိုက်ထားဘူးလက်နဲ့ပဲပေါ့နော်လက်နဲ့ပဲလုပ်တာဖြစ်ပါတယ်ခောက်ရိုးကျိုးအောင်ပေါ့နော်ခောက်ရိုးကျိုးထားတော့ကျမတို့ကချုပ်တဲ့နေရာမှာလဲပို့ပြီးတော့မှလက်ချုပ်လိုက်တဲ့ချိန်ပို့ပြီးတော့မှအဆင်ပြေတယ်ပေါ့နော်ဒါကြောင့်မို့လို့ကျမတို့ခောက်ရိုးကျိုးအောင်တော့လက်နဲ့ဖိပြီးတော့မှလုပ်ပြီးတော့ပို့ပြီးတော့မှကောင်းတယ်ဒီတိုင်းချုပ်တာထက်လေနော်ဆိုတော့ကျမတို့ခောက်ရိုးကျိုးထားရင်လက်ချုပ်လိုက်ရတာပို့ပြီးတော့မှအဆင်ပြေတယ်ဆိုတော့ခောက်ရိုးကျိုးအောင်ကျမတို့လက်နဲ့ဖိမယ်နောက်တစ်ခုကကျတော့မိကျွေလေးနဲ့ပေါ့နော်နည်းနည်းအရန်ပူရှိမများပဲနဲ့အဲ့လိုမျိုးလေးပေါ့နော်ဖြည်းလေးပဲတိုက်တာမျိုးပဲဖြစ်အဲ့လိုမီးကျွမ်းမှာကြောက်တယ်ဆိုရင်လည်းလက်နဲ့ပဲကျမဆိုဒါလက်နဲ့ပဲခောက်ရိုးချိုးအောင်ဖိထားတာဖြစ်ပါတယ်ဆိုတော့အခုဒီမှာအဲ့လေးနဲ့ကျမတို့ကဒါလက်ချုပ်လိုက်တော့မယ်နော်
ဆိုတော့အနေအချီနဲ့ပဲကျမတို့ကလက်ချုပ်လိုက်တော့မှာပဲဖြစ်ပါတယ်အဲ့တော့ဒီနေရာကနေကျမတို့စပြီးတော့မှထိုးပါမယ်နော်ဒီနှစ်ခုကိုအိတ်ကိုကျမတို့ကတိတိကျကျလေးကတ်လိုက်တယ်နော်ဒီချာလေးကတ်လိုက်တယ်ကတ်ပြီးပြီဆိုလို့ရှိရင်ကျမတို့ဒီအထိတ်ကနေစပြီးမှထိုးပါမယ်ဆိုတော့ဟိုဖက်ရူးနဲ့ဟိုဖက်ချုပ်တဲ့နေရာမှာဟိုဖက်နဲ့ဒီဖက်ကိုကျမတို့ကရိုးတူရမယ်ပေါ့နော်မဟုတ်လို့ရှိရင်စောင်းနေတတ်တယ်ပေါ့နော်အဲ့နေရာမှာတော့ကျမတို့ queue site ဖို့လိုအပ်တယ်ဆိုတော့ဒီနေရာမှာပဲကျမကခြီလိုက်တယ်ခြီပြီးတော့အဲ့ကျိုးစားကိုတခါလဲတိမ်းပြီးတော့မှချုပ်မယ်ပေါ့နော်ကျမတို့ဆိုတော့ကျမအခုဗီဒီယိုထဲမှာပြထားတဲ့အတိုင်းလေးပဲချုပ်ကတ်လိုက်တယ်ဟုတ်ကဲ့ပါကျမတို့အခုဒါချုပ်ရင်းနဲ့ဒီเนาะဒီအောက်နားလေးရောက်လာပြီအောက်နားလေးမှာကျတော့တစ်ဖက်ကခောက်ထားလေးเนาะခောက်ထားတဲ့နေရာဖက်မှာကျတော့ခုနချုပ်တော်လိုမျိုးမဟုတ်ဘဲနဲ့ကျမတို့ကเนาะဒီတိုင်းပဲရိုးရှင်းရှင်းเนาะထိုးတော်လိုမျိုးလေးပဲချုပ်လိုက်တာပဲဖြစ်ပါတယ်ဆိုတော့သူကခောက်ထားတဲ့နေရာလေးဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့เนาะအဆင်ပြေတော်လိုလေးချုပ်လိုက်တယ်ဆိုတော့ကျမတို့ထိုးလာတာအခုချုပ်လာတာဒီဘေးတစ်ဖက်ချမ်းပြီးသွားပြီเนาะပြီးသွားပြီဆိုတော့ကျမတို့ဒီအောက်ဖက်ကိုပြန်ပြီးတော့မှတစ်ဆက်တည်းချုပ်မယ်ဆိုတော့အောက်ဖက်ကကျတော့ကျမတို့ချုပ်ရမှာက3ခုရှိရပေါ့เนาะဒီ3ခုလုံးတစ်ခါတည်းချုပ်မှာအဲဆိုတော့1 2 3เนาะ3ခုလုံးကိုကျမတို့က3ပေါက်လုံးကိုတစ်ခါတည်းချုပ်မှာပဲဖြစ်ပါတယ်ဆိုတော့အခုကျမပြတယ်လို့ပဲเนาะဒီ3ပေါက်စလုံးကိုတစ်ခါတည်းယူပြီးတော့မှဒီတိုင်းပဲလက်ချုပ်လိုက်မှာပဲဖြစ်ပါတယ်ဆိုတော့လက်ချုပ်လိုက်တဲ့ချိန်လဲကျမတို့ကအပေါက်ကိုမကြော်ဘဲနဲ့ပေါ့နော်အကုန်လုံးကဒီ3ခုစလုံးက33ပေါက်စီရှိရပေါ့နော်33ပေါက်စီရှိတဲ့အတွက်ကြောင့်မလို့ကျမတို့ဒီချုပ်ကတ်တဲ့အချိန်မှာလဲသူကတပေါက်33ခုချုပ်ယူ33ခုရှိမယ်ပေါ့နော်ဆိုတော့ချိုးယူလေးညီနေတော့ပိုလှတယ်ပေါ့နော်အားကြောင့်မလို့ချုပ်ယူ33ခုစလုံးကိုကျမတို့ကတညီတည်းပဲချုပ်ရမှာပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါအခုကျမဒါချုပ်လာတာเนาะတောင်းဆုံးနေရာလေးကိုရောက်လာပြီဆိုတော့ကျမဒီမှာအပေါက်ကတော့ကွက်တိပဲပေါ့နော်လုံးဝတော့33ခုစီပဲရှိတယ်ဖြစ်တဲ့အတွက်ကြောင့်မလို့ကွက်တိဖြစ်တယ်ဆိုတော့ဒီဘက်တောက်နာရောက်လာပြီဒီဘက်တောက်နာရောက်လာပြီဆိုရင်လည်းခုနကကျမတို့ချုပ်တလို့ပဲပေါ့နော်အတတ်နိုင်ဆုံးတော့ချုပ်ယူညီအောင်လို့ကျမတို့ကတခြားဂရုစိုက်မှလက်ချုပ်လိုက်ရမှာပဲဖြစ်ပါတယ်ဆိုတော့ချုပ်ယူကိုလေအကြီးဖြစ်အောင်လို့အဲ့မျိုးချုပ်တာမျိုးမဟုတ်ပဲねပေါ့နော်အတတ်နိုင်ဆုံးကျမတို့ကချုပ်ယူကိုမမြင်အောင်လို့ကျမတို့ကချုပ်အဲ့လိုမျိုးအချုပ်လိုက်ရမှာပဲဖြစ်ပါတယ်ဆိုတော့ကျမအခုဒီမှာအဆုံးနေရာရောက်လာပြီเนาะအဆုံးနေရာရောက်လာပြီဆိုတော့ကျမကဒီကြိုးစားလေးကိုကျမတခါတည်းဒီမှာချုပ်ပြီးတော့မှခြီလိုက်မယ်เนาะအဲ့နဲ့ထိုးပြီးကျမခြီလိုက်တယ်ခြီပြီးလို့ရှိရင်ကျမကြိုးစားအကိုတခါတည်းအတွင်းဘက်ကိုထိုးပြီးတော့မှကျမကြိုးစားကိုအဆုံးတက်လိုက်မယ်ဖြစ်ပါတယ်ပြီးရင်ကျမတို့ဒီအပေါ်ဘက်ကိုလည်းပြန်ချုပ်ကပ်မယ်เนาะအဆိုရင်ဒီတိုင်းခောက်လိုက်လို့ရှိရင်ကျမတို့ကဒါပတ်စံအေးရပြီဆိုတော့ဒီနှစ်ဖက်ကိုလည်းချုပ်ပါမယ်ဆိုတော့ဒါတစ်ဖက်ချုပ်ပြီးတော့နောက်တစ်ဖက်ကိုလည်းအဲ့လိုပဲเนาะကျမတို့ဒါခောက်ရိုးကျိုးအောင်တော့လက်နဲ့တော့ဒီအဲ့လိုလေးဖိပေးတော့ခောက်ရိုးကျိုးလို့ရှိရင်ကြတော့ပို့ပြီးတော့ချုပ်ရတာအဆင်ပြေတယ်
တော့ဒီမှာ queue ဆိုင်ရမှာကကြတော့ဒီဘယ်ဖက်ချမ်းညာဖက်ချမ်းကျမတို့ဒီခောက်လိုက်တဲ့ခောက်ရိုးတွေကစောင်းသွားတာဘာညာဆိုအိတ်ကလည်းစောင်းသွားမှာပေါ့နော်ဆိုတော့ကျမတို့ကတည်တည်ချာချာမှတ်ချိတ်လေးနဲ့ပဲမှတ်တာမျိုးပဲဖြစ်ဖြစ်ရတယ်ဒါမှမဟုတ်ကျမခဏပြောသလိုပဲတည်တည်ချာချာလေးခောက်ရိုးကျိုးအောင်လုပ်ထားတယ်ဆိုလို့ရှိရင်တော့ကျမတို့ဒါမစောင်းတော့ဘူးပေါ့နော်မဟုတ်လို့ရှိရင်ကျမတို့ကအိတ်ကချုပ်ကတ်တဲ့ချိန်မှာကျမတို့ကစောင်းသွားနိုင်တယ်ပေါ့နော်အဲ့လိုမျိုးတောင်းကအပေါက်လေးထဲပဲပေါ့နော်ကျမတို့ဒီအချုပ်လိုက်တဲ့အချိန်မှာအပေါက်အဲ့လိုမျိုးအရန်ဝေးတဲ့နေရာသွားပြီးတော့မှချုပ်တယ်ဆိုလို့ရှိရင်ကျမတို့ကအချုပ်ယူအကြီးဖြစ်သွားမှာပဲဖြစ်ပါတယ်ဆိုတော့ခုကျမပြတယ်လို့ပဲပေါ့နော်တောင်းအစွန်ဆုံးနာကအပေါက်လေးထဲကိုကတ်ပြီးတော့မှကျမတို့ကချုပ်လိုက်မယ်ဆိုလို့ရှိရင်ချုပ်ယူလည်းတိတ်မမြင်ရဘူးအိတ်လည်းပို့ပြီးတော့မှလှရပေါ့နော်ဆိုတော့ကျမဒီနေရာလေးမှာပဲကြိုးချီပြီးမှအဆုံးတက်လိုက်တယ်အကူအထဲကိုကျမထည့်ပြီးတော့မှဒီကြိုးဖြတ်လိုက်မယ်နော်အထဲကိုထည့်လိုက်တယ်ထည့်ပြီးတော့မှကျမတခါတည်းကြိုးဖြတ်လိုက်ပါမယ်ဒါဆိုလို့ရှိရင်ပတ်စံအိတ်လေးကတော့ပြီးသွားပြီပေါ့နော်အိတ်ကတော့ပြီးသွားပြီကျမတို့အပေါ်မှာ accessories တွေပါတက်ရအောင်မယ်ပေါ့နော်ဒီနားလေးဆိုမိပူလေးနဲ့တိုက်လိုက်လို့ရှိရင်ဆိုရင်ချက်သွားမှာဆိုတော့အခုဒါဟိုဟာလေးတက်မယ်နော်ကျမတို့ဒီအထဲအတွင်းခန်းလေးကိုကျမဒါမှာကန်အောင်မယ်ကျမ visiting card ထဲမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီမှာသူကတ်ကိုကျမက2ခုစာလောက်ထားတာပဲဖြစ်ပါတယ်ဆိုတော့ဒီအလဲကနေပြီးမှကျမတို့ကပိုင်းမှာပေါ့နော်ပိုင်းမှာဖြစ်တဲ့အတွက်ကြောင့်လို့ဒီနေရာလေးကိုကျမကတွဲဒီအချုပ်နဲ့လက်နဲ့ပဲတွဲချုပ်မှာပေါ့နော်ဒီနေရာကိုတွဲပြီးတော့မှချုပ်မှာပဲဖြစ်ပါတယ်ဆိုတော့အက်ကိုအတွင်းထဲကနေထည့်ပြီးစပြီးမှထိုးမယ်နော်ဒီနေရာလောက်ဖြစ်မယ်အဲ့ဒါကိုကျမတို့ကအတွင်းထဲကနေထိုးမယ်နော်ဒီလိုအတွင်းထဲကနေတစ်ခါလေးထိုးလာမယ်ထိုးပြီးရင်နောက်ထပ်တစ်ပေါက်ထဲမှာထိုးမယ်ပြီးရင်ကျမတို့ဒီအတွင်းထဲမှာကြံတဲ့ခြီနဲ့ပြန်ပြီးတော့မှခြီလိုက်မယ်ပေါ့နော်မဟုတ်ရင်သူကပြန်ထွက်လာမှာဆိုတော့ကျမတို့အထဲမှာပဲခြီလိုက်တယ်ခြီပြီးတော့မှအဲ့နေရာလေးကိုအကန့်ပုံစံနဲ့အချုပ်လိုက်မှာပဲဖြစ်ပါတယ်ဆိုတော့အခုတိုင်းလေးပဲနော်ဆိုတော့ကျမတို့အတက်နိုင်ဆုံးညီညီလေးဖြစ်အောင်တော့ကျမတို့ထိုးမှာပေါ့နော်ဒီနေရာမှာကျမတို့ကအနဲ့ဟိုပါလေဗါလဲ slip stitch လေးတွေလုပ်ပြီးမှလည်းလုပ်လို့ရတယ်ကန်လို့ရတယ်ပေါ့နော်ဒါပေမဲ့ကျမမြောင်လို့ဆိုပြီးတော့မှဒီအနဲ့အချီနဲ့ပဲလက်ချုပ်လိုက်တယ်ပေါ့နော်ဟို slip stitch လေးနဲ့လိုက်ပြီးတော့မှလုပ်လဲရတယ်ဆိုတော့အခုတိုင်းလေးပဲကျမကဒီကတ်လေးတွေထည့်ဖို့အတွက်အကန့်ကိုဒီလိုလေးပဲကျွန်တော်ခွဲလိုက်တယ်ပေါ့နော်ဒါဆိုရင်ပြီးသွားပြီနော်ပြီးသွားပြီဆိုလို့ရှိရင်ကျမတို့ဒီအက်ကိုဒီချုပ်တဲ့ထဲတွေပေါ့နော်ကျမတို့ဒီတိုင်းနေကြားထဲမှာကျမတို့ကြိုးကိုဖြတ်ဒီလိုမျိုးဖွက်လိုက်မယ်ပေါ့နော်ဖွက်ပြီးမှကြိုးစားကိုဖြတ်ပြီးမှကျမတို့အဆုံးတက်လိုက်မှာပဲဖြစ်ပါတယ်ဆိုလေကျမတို့ဒီတွားချီနေရင်ဟုတ်လားအဆုံးတက်တဲ့နေရာမှာချီနေတယ်ဆိုလို့ရှိရင်အဲ့ရဲ့အတွင်းပိုင်းမှာလည်းချီတဲ့အားတွေများတိုင်းဆိုမလောက်လေနော်ဆိုတော့ကျမတို့အတက်နိုင်ဆုံးဒီတိုင်းပဲပေါ့နော်အတက်နိုင်ဆုံးဒီချီတွေကိုပဲတစ်ခါတည်းဖွက်လိုက်မှာပဲဖြစ်ပါတယ်ဆိုတော့ဖွက်ပြီးရင်ကျမတို့ကတစ်ခါတည်းကြိုးစားကိုညှက်လိုက်မယ်ဒါဆိုရင်ကျမတို့ကတွင်းပိုင်းတွေလည်းထုံထားတဲ့နေရာတွေဘာမှမရှိတော့ဘူးပတ်စံအိတ်ကအဲ့လိုမျိုးပေါ့နော်ခြီထားတဲ့နေရာတွေလည်းဘာမှမရှိတော့ဘူးအဲ့လိုမျိုးဆိုတော့ဒါပြီးရင်ကျမတို့ဒီနှိပ်စီလေးတက်မယ်နော်နှိပ်စီလေးကဟိုဘက်တောင်းနဲ့ဒီဘက်တောင်းနဲ့ပါတက်ပါတယ်
နှစ်ခုတက်လိုက်ပါတယ်နေစီကိုဒီဖက်မှာပြန်တက်မယ်နော်ဒီဖက်မှာလည်းအဲ့တိုင်းပဲတစ်ဖက်နဲ့ညီအောင်เนาะကျမတို့ဂယုစိုက်ပြီးတော့မှချိတ်ရမှာပဲဖြစ်ပါတယ်ဒီတိုင်းလေးချိတ်လိုက်တယ်အပေါ်မှာလည်းအဲ့တိုင်းပဲเนาะဒီတိုင်းပဲလုပ်ပြီးသွားလို့ရှိရင်တော့ကျမတို့ဒါအဲ့လေတော့ပြီးတလောက်ရှိလာပြီเนาะဆိုတော့အခုဒါကျမတို့ဒါနေစီလေးထည့်လို့ပြီးသွားပြီเนาะဒီမှာအကန့်လေးတွေရောဒီကန့်လေးတွေမှာကျမတို့ဒီမှာကန့်နှစ်နေရာစာပေါ့เนาะဒါဆိုလို့ရှိရင်ဒီဖက်ချမ်းကတနေရာဒီဖက်လေးထည့်လို့ရတယ်တခါလေเนาะဒီဖက်ထည့်နှစ်ခုပေါ့เนาะနှစ်ခုထည့်လို့ရတယ်ဆိုတော့အိတ်လေးပူလာတော့အောင်လို့ကျမတို့အပေါ်မှာဒီ handmade ဆိုတဲ့ဟာလေးကိုတက်လိုက်မှာပဲဖြစ်ပါတယ်ဘယ်ဟာလေးတိုင်ပူလာမလဲဒီဟာလေးလည်းကြိုက်တယ်ဒါလေးလည်းကြိုက်ဒါလေးပဲတက်လိုက်မယ်ဒါလေးကနည်းနည်းပူယူရှင်းနေဆိုတော့ပြီးသွားပါဆိုတော့ကျမဒီအိတ်ရဲ့ဘေးမှာပေါ့နော်ဒီချိတ်တဲ့တော့ချိတ်လိုမျိုးဟာလေးပေါ့နော်ဒါလေးချိတ်လိုက်တော့ပို့ပြီးတော့လှတော့ပါပေါ့အိတ်ကဆိုတော့ဒီဟာလေးထိုးတဲ့ဗီဒီယိုလေးကိုလည်းကျမတခုနောက်ဗီဒီယိုမှာကျမတင်ပေးပါမယ်ဆိုတော့အိတ်လေးကအဲ့ဒီတော့ချိတ်လေးထည့်လိုက်တယ်ဆိုရင်တော့ပို့ပြီးတော့လှရပါပေါ့နော်